ကျွန်တော်တို့အခု learning ကိုသင်ကြားမယ့်အကြောင်းအရာကျွန်တော်တို့ AI နဲ့ Computer Center ထုတ်ဝေတဲ့ Computer Basic Computer အခြေခံအကြောင်းအရာများဆိုတဲ့စာအုပ်ကိုပဲကျွန်တော်တို့ဒီ learning ကိုဖြစ်ပြန်လဲပြောင်းခြင်းဖြစ်ပါတယ်။အဲ့ဒီမှာဒီခု learning ကိုမှာဗာတွေသင်ကြားရမလဲဆိုတော့ Computer အခြေခံအကြောင်းအရာဖြစ်တဲ့ Windows Explorer တွေ folder အသစ်ဆောက်တာတွေ folder နာမည်ပြောင်းတာတွေ folder တွေကိုဖျက်တာတွေ အမိုက်တောင်းတွေက recycle ဘယ်နဲ့အမိုက်တောင်းနဲ့ပြန်ခေါ်တာတွေနောက်ပြီးတော့ကျွန်တော်တို့ printing ထုတ်တာတွေ printer တွေရဲ့အကြောင်းတွေ printer driver မောင်းတာတွေနောက်ပြီးတော့ MP3 M4 software ပြောင်းတာတွေနောက်ပြီးတော့ Neo နဲ့ခွေကူးတာတွေနောက်တော့ multimedia ဆိုတဲ့ DVD စကားတွေကြည့်တာတွေ DVD စကားတွေကကိုလိုချင်တဲ့စိတ်ပိုင်းတွေကိုဖြတ်တောက်ယူတာတွေကိုလိုချင်တဲ့ရုပ်တွေကိုဓာတ်ပုံရိုက်တာတွေပေါ့နော်အဲ့ဒါတွေနောက်ပြီးတော့ဒီ MP3 M4 ဖုန်းတွေကိုဒီ data တွေကူးထည့်တာတွေအားလုံးကိုသင်ယူရပါမယ်နော်ကျွန်တော်တို့ဒီကွန်ပျူတာအခြေခံဆိုတာဘယ်လိုမျိုးဆိုကွန်ပျူတာစပြီးတင်ဒီကွန်ပျူတာ basic ကစတာအကောင်းဆုံးပါပဲကျွန်တော်တို့ AI နဲ့ကွန်ပျူတာဆိုဘယ်လိုပုံစံလေးလုပ်ထားလဲဆိုတော့ကျောင်းသားတွေကဒီနေ့ AI နဲ့ကွန်ပျူတာကိုကွန်ပျူတာ basic စတင်တယ်ဆိုရင်ကျွန်တော်တို့ရင်သုံးသူကိုဘာတွေရှင်းပြလဲဆိုတော့ကွန်ပျူတာရဲ့ hardware တွေ software တွေအကြောင်းအကြမ်းမြင်ရှင်းကြပါတယ်ဥပမာကျွန်တော်တို့သူ့ကိုဒါကတော့ monitor လို့ခေါ်တယ်ဒါကတော့ keyboard လို့ခေါ်တယ်ဒီဘက်ကလေးကို mouse လို့ခေါ်တယ် mouse လို့ခေါ်တယ်ဒါကို system unit လို့ခေါ်တယ်အဲ့လိုတွေရှင်းပြရတယ်ဒါ hardware တွေအကြောင်းကွန်ပျူတာဆိုတာပိုင်းလိုက်နှစ်ပိုင်းရှိတယ် hardware ဆိုတဲ့အပိုင်းရယ် software ဆိုတဲ့အပိုင်းရယ်software ဆိုတဲ့အပိုင်းမှာစာရေးစာရိုက် software တွေရှိတယ်ဘို့လိုပြောမယ်ဆိုရင် web processing software ပေါ့နောက်ပြီးတော့စင်းတရား software တွေရှိတယ် spreadsheet software ပေါ့နောက်တော့ PowerPoint လိုမျိုး presentation software ပေါ့နောက်တော့ game ပေါ့နောက် graphic design software ပေါ့အဲ့လိုမျိုး software တွေကိုထပ်ခွဲပြပါတယ်ကျောင်းသားကွန်ပျူတာခုမဲ့စတင်တယ်ကွန်ပျူတာ hardware နဲ့ software ကိုတော့꿰နေရမှာဥပမာလူလိုမျိုးဆိုရင်ရုပ်နဲ့နာမ်ပေါ့နော်လူဆိုတဲ့ဒီလက်တွေခြေတွေခေါင်းတွေဒါတွေကရုပ်တွေပေါ့နော်ကျွန်တော်တို့ရင်ထဲမှာရှိတဲ့ခံစားမှုတွေမေတ္တာတွေမနာလိုမှုတွေတဝင်တူမှုတွေအောင်မြင်ခြင်းတွေဆိုတာကတော့နာမ်တွေပေါ့အဲ့လိုပဲကွန်ပျူတာထဲမှာထည့်သွင်းထားတဲ့ software တွေအရာတွေက software တွေဆိုပြီးတော့꿰ပြားသင်ပေးပါတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့အဲ့ဒီစတက်တဲ့နေ့မှာပဲနိုင်ဝက်လောက်ပဲဒီ introduction ပြောပြီးရင်ကွန်ပျူတာနဲ့ပတ်သက်တဲ့နေတန်းစကားတွေပြောပြီးရင်ကျွန်တော် main background teaching typing နဲ့ကျွန်တော်လက်ကွက်သင်ပေးပါတယ်ခုဗီဒီယိုကွင်းမှာလည်းလက်ကွက်လေ့ကျင့်ပုံလေ့ကျင့်တွေကိုအင်္ဂလိပ်လိုဘယ်လိုရရမလဲညီမလိုဘယ်လိုရရမလဲနှစ်မျိုးလုံးကိုကျွန်တော်စစနာရှင်းပြထားပါတယ်အဲ့လိုမျိုးဘာကြောင့်လဲဆိုတော့ကွန်ပျူတာအခြေခံစတင်တဲ့သူကိုရဲ့အဓိကအချက်ကကျွန်တော်တို့ keyboard ကိုစစ်တဲ့နာကင်တတ်ဖို့ပါဟုတ်တယ်နော်အဲ့မှာ F နဲ့ J မှာကျွန်တော်တို့အပူလုံးလေးပါတယ်အဲ့ဒီမှာလက်ညှိုးလေးတင်ပြီးတော့အဲ့ဒါလေးကိုပဲစိတ်နဲ့အာရုံခံစားပြီးတော့ keyboard ကိုလည်းငုံမကြည့်ဘူး monitor မှာပဲကြည့်ပြီးတော့စာရိုက်နေတာနော်အဲ့လို keyboard ကိုမကြည့်ရတဲ့နည်းစနစ်ကိုကျွန်တော်စပြီးသင်ကြတဲ့ဟိုကအကျင့်ဖြစ်သွားအောင်လုပ်ပါလေ mouse ကျွမ်းအောင်လဲကျွန်တော်တို့ဒီ mouse ကျွမ်းတဲ့ဂိမ်းတွေတို့ဒါမှမဟုတ်ပိန်ထဲမှာပဲဆေးချေခိုင်းတာတို့ပကြီးဆွဲခိုင်းတာတို့ ਨੇ ဒီ mouse ကျွမ်းကျင်အောင်သင်ပေးပါတယ်ကျွန်တော်တို့ keyboard ကိုကျွန်တော်တို့စပြီးဘယ်လိုမျိုးလေ့ကျင့်ရင် keyboard ဟာတကယ်မှန်ကန်ရိုက်မယ်ဆိုရင်10မိနစ်ကို4လုံးနဲ့5လုံးပေါ့နော်10မိနစ်ကမှ10မိနစ်မှာအဲ့ဒါနဲ့မြန်လာပြီဆိုရင်ကျွန်တော်10လုံးကျော်လာတယ်2ရက်3ရက်လောက်လေ့ကျင့်လိုက်ရင်10လုံးကျော်လာတယ်10လုံးကျော်လာပြီဆိုမှကျွန်တော်တို့ Microsoft Word ကိုစပြီးသင်ပေးပါတယ်ဟုတ်တယ်နော် Microsoft Word မှာစာရေးတယ် Microsoft Word မှာကျွန်တော်တို့ဒီစာတစ်စောင်ရဲ့လုံးဆောင်ချက်တွေအားလုံးလုပ်တတ်ပြီဆိုမှ Excel သင်ပါတယ် Excel ပြီးရင်ကျွန်တော်တို့ presentation လုပ်တဲ့ PowerPoint တွေသင်ပါတယ် PowerPoint သိရင်ကျွန်တော် Microsoft Paint နဲ့ပကြီးဆွဲတာလေးတွေကိုသင်ပေးပါတယ်အဲ့ဒါပြီးရင်ကျွန်တော် Windows Explorer ကိုသင်ပေးတယ် Windows Explorer မှာ folder တွေစောက်တာ file တွေစောက်တာလေးသင်ပေးတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီ multimedia ပေါ့နော်တချင်းဖွင့်တာလေး MP3 ကိုပြောင်းတာလေးတွေ format ချတာလေးတွေအဲ့ဒါလေးတွေသင်ပေးပါတယ်အဲ့ဒါပြီးကျွန်တော်တို့ဒီ internet email ပေါ့နော် internet email ကိုလည်းဒီ computer visit ထဲမှာပဲကျွန်တော်တို့မိတ်ဆက်ပေးထားပါတယ် okay အားစင်ကျွန်တော်တို့အခုကျွန်တော်ဒီ learning DVD ကိုဆုံးအောင်နားထောင်ပါနော်ကျွန်တော်ထင်ပါတယ်ဒီခု learning DVD ကိုကျွန်တော်တို့သင်ကြားရေး video file 40 file 40လောက်ပါတယ်နော်အကုန်လုံးကိုနားထောင်ပြအောင်နားထောင်ပါအကျိုးမရုပ်ဘူးလို့ထင်ပါတယ်အခုမှစတင်တဲ့သူတွေအရန်ကိုအကျိုးရှိပါတယ်မေ့နေတဲ့နေရာမှတ်မိတဲ့နေရာကိုဒါ video file ဆိုတော့မသိတဲ့နေရာတွေကို pause လုပ်ပြီးပြန်စဉ်းစားတာမျိုးပြန်လုပ်ကြည့်တာမျိုးအဲဒါမှမဟုတ်နားမလည်တဲ့ video ကိုခဏခဏကြည့်နေတာမျိုးနောက်ပြီးတော့ video file ထဲမှာကျွန်တော်ရဲ့ email လိပ်စာလည်းပါတယ်ဖုန်းနံပါတ်လည်းပါတယ်အကယ်၍ကြည့်နေနေနားမလည်ဘူးမရှင်းခဲ့ဘူးမေးချင်စရာတခုရှိခဲ့ရင်ကျွန်တော်ဖုန်းနံပါတ်ကိုချက်ချင်းလန့်ဆက်လို့ရတယ်09 40253068ပေါ့နော်39 4325 339 684အဲ့ဒီနံပါတ်ကိုဖုန်းဆက်လိုက်ရင်ရပါတယ်ကျွန်တော်ဖြည့်ပေးပါမယ်โอเคနော်အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုအစားဆုံးနားထောင်ပြအောင်နားထောင်ပါလို့နောက်ထပ်လည်းဆက်ထွက်လာမယ်စာရေးစာရိုက် software တွေဓပုံပြင်တဲ့ learning ခွေတွေဗီဒီယိုတိချက်တဲ့ learning ခွေတွေ network ချိတ်ဆက်တဲ့ learning ခွေတွေအားလုံးကိုလည်းဆက်လက်ဝယ်ယူအားပေးပြီးတော့နားထောင်ပါလို့ကျွန်တော်တို့ဒီ AI ကွန်ပျူတာကနေကျွန်တော်လူငယ်တွေကိုအမြန်ဆုံးကွန်ပျူတာပညာရပ်တွေကိုသိအောင်လို့မိခင်ဘာသာစကားနဲ့ပို့ချတဲ့ခွေတွေကိုကျွန်တော်တို့
စီစဉ်နေတာပဲကွန်ပျူတာသင်တန်းတစ်စုံစာကျွန်တော်တို့ခွေထုတ်မယ်လို့ကျွန်တော်တို့စီစဉ်ထားပါတယ်နောက်ပိုင်း programming တွေရော web တွေရောအားလုံးဒီ learning ခွေတွေထွက်လာမှာပါAI ကွန်ပျူတာနဲ့လည်းအဆက်မပြတ်ဖြစ်အောင်ဖုန်းဆက်ပါအောင် Gmail email လေးပို့ပါအောင် okay နော်